မောက်ဆွန်းဆောက်ခမူလီဝက်ဆိုင်ဆောက်မင်္ဂလာညရှာမှာဒီနေ့2026ဇူလိုင်လ10ရက်တောက်ကြနေ့အတွက်တိထားတဲ့ရှမ်းနီဒေတာတွင်းနဲ့အတူပြည်တွင်းတည်နိုင်ငံတကာတည်တွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညအတွက်တည်တွေမှာဒေတာအတွင်းကဖားကန့်မြေစာပုံပြိုကျမှုထဲကတိဆုံးတွားသူတွေကိုကမ်ပဏီဘက်ကနေရော်ကျင်းငွေပေးတယ်လို့သိရပါတယ်တဦးနဲ့တဦးရော်ကျင်းငွေပမာဏမတူညီဘူးလို့လည်းဆိုပါတယ်မြစ်ကြီးနားမြို့မှာတိုင်းနာရှစ်မျိုးပါဝင်တဲ့တိုင်းနာမြို့နယ်စုပေါ်လုံးပြိုင်ပွဲကိုကျင်းပဖို့ရှိပါတယ်။ပြည်တွင်းတည်မှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအချက်43ချက်ကိုဓမ္မတာကလွတ်တော်ထံတင်ပြထားပါတယ်။လာမယ့်တနင်္ဂနွေနေ့မှာမြန်မာနဲ့အာဆီယံတို့အထူးအစည်းအဝေးပြုလုပ်ဖို့ရှိနေပါတယ်။စားတဲ့တည်တွေကိုနားဆင်သွားကြမှာပါ။ဒီနေ့ညအတွက်ထူးခြားမှုအကြောင်းအရာတွေကိုအခုပဲနားဆင်လိုက်ကြရအောင်ပါ။ဒေတာတွင်တည်တွေကိုအီလောက်ခမ်ကပြောပြပေးတော့မှာပါဒေတာတွင်တည်နေမှာတော့ဖာကန်နတ်မော်မြေစာပုံပြိုကျမှုတဲ့တိဆုံးတွားသူတွေကိုကုမ္ပဏီမှရော်ကျွင်းငွေပေးတယ်ဆိုတဲ့တည်ကိုပြောပြပေးတော့ပါပဲဖာကန်မြို့နယ်မှာမကြတေးခင်ကမြေစာပုံပြိုကျခဲ့တဲ့နတ်မော်ကြီးရွာစိန်လုံလောက်ကွက်အတွင်တိဆုံးသူတချို့ကိုကုမ္ပဏီဘက်ကနေရော်ကျွင်းငွေတွေပေးခဲ့တယ်လို့နိစတူများထံမှသိရပါတယ်ကြောက်စိန်တူဖော်တဲ့ကုမ္ပဏီဘက်ကနေတိဆုံးတွားသူတွေရဲ့အလုတ်သမားများကိုပေးရတဲ့အခါမှာတဦးနဲ့တဦးရော်ကျင်းငွေမတူကြောင်းဆိုပါတယ်။ရခိုင်လူမျိုးဆို3900ပေးတယ်။ကချင်လူမျိုးအလောင်းကိုသူ့ရဲ့မိသားစုကိုကျပ်သိန်း900ရော်တဲ့မတူဘူးနော်။ပမာလူမျိုးကြတော့300ပေးတယ်တဲ့။ပမာလူမျိုးရဲ့အသက်တစ်ချောင်းကရခိုင်လူမျိုးရဲ့တဝက်တောင်မရှိဘူးလို့တေဆုံးတွားသူတွေရဲ့နိစတူတဦးကအခုလိုပြောပြပါတယ်။ဒီလိုမတူညီတဲ့ရော်ကျင်းငွေတွေပေးဆောင်ရတဲ့အကြောင်းရင်းကိုတေချာသိရှိရခြင်းမရှိသလိုမိသားစုတွေအနေနဲ့လည်းစောရကမတက်ရဲကြပဲရရှိတဲ့ငွေကြေးပမာဏအတိုင်းဒါလက်ခံထားကြကြောင်းသိရပါတယ်။ဟိုးရင်ခေတ်ကလည်းဒီလိုမျိုးမြေစာပြိုတယ်တည်သွားတဲ့ဟာတွေကြုံဖူးပါတယ်။အဲ့တုန်းကလည်းတယောက်ကိုဥပမာ380 300ပေါ့တုခေတ်နဲ့တုခါပေါ့လေအဲ့တုန်းကဘာလူမျိုးပဲဖြစ်ဖြစ်ပေးတာအတူတူပဲပြန်မြနှုံနဲ့တွားတာအဲ့တုန်းကကုမ္ပဏီအကြီးကြီးတွေကပုံမှန်ပြန်မြနှုံနဲ့တွားတာပေါ့ရာထူးတွေကြောင့်မဟုတ်ဘူးရာထူးအကြီးအသေးကသူတို့လာစာနဲ့အကျိုးခံစားခွင့်နဲ့ပဲဆိုင်တာတည်သွားတဲ့အသက်ကတော့တပုံစံနဲ့တွားတင်နေလေလို့သူကဆိုပါတယ်အခုကုမ္ပဏီကလည်းတရားစာထဝင်ကြီးဌာနကနေတရားဝင်တူးဖော်ခွင့်ရရှိထားတာမဟုတ်ပေမဲ့ဒေတာအတွင်းကလက်နက်ကင်တပ်ဖွဲ့များရဲ့ပူးတွဲလှုပ်ဆောင်နေတဲ့ကြောက်စင်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်တည်ဆုံးတွားသူတွေကဇူလိုင်3ရက်နေ့ကမြေစာပုံပြိုကျမှုထဲပါဝင်တွားသူတွေဖြစ်ပြီးဒီမတိုင်ခင်ဇွန်28ရက်နေ့ကလည်းအဆိုပါလောက်ကွက်နဲ့ကက်လျက်မြေစာပုံတစ်ခုပြိုကျခဲ့ပြီးရေမဆေးသမားတေဆုံးသူ9ဦးထိရှိခဲ့ပါတယ်။ဒါကြောင့်ဇွန်လ28ရက်နေ့ကနေဇူလိုင်လ3ရက်နေ့အထိ9ရက်အတွင်းမှာနတ်မော်ကြီးရွာအနီးမှာပဲမြေစာပုံပြိုကျမှု2ကြိမ်ဖြစ်ပွားခဲ့ပြီးပျောက်ဆုံးသူ15ဦးခန့်ရှိခဲ့သလိုတေဆုံးသူ10ဦးကျော်ရှိခဲ့ရလည်းဖြစ်ပါတယ်။အခုကြီးရွာအပါအဝင်စိတ်မှုကြီးရွာအုပ်စုတဝိုက်တွေကို KIA PDF ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးမြစ်ကြီးနားမြို့တွင်၄ကြိမ်မြောက်ပြည်내လုံးဆိုင်ရာတိုင်းရင်းသားမျိုးနွယ်စုဘောလုံးပြိုင်ပွဲကျင်းပမည်ဆိုတဲ့သတင်းကိုပြောပြပေးတော့ပါမယ်။တိုင်းရင်းသား၈မျိုးပါဝင်တဲ့ကချင်ပြည်내လုံးဆိုင်ရာတိုင်းရင်းသားမျိုးနွယ်စုဘောလုံးပြိုင်ပွဲကိုလာမယ့်ဇူလိုင်19ရက်နေ့မှာဖွင့်ပွဲစတင်ပြီးမြစ်ကြီးနားမှာတလဝင်းကျင်ကြာကျင်းပသွားဖို့ရှိတယ်လို့ဒေတာခများထံမှသိရပါဗျ။မြစ်ကြီးနားမြို့ပြည်내အားကစားကွင်းမှာကျင်းပမှာဖြစ်ပြီးဒီပွဲဟာစတုထအကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။ဌာနေတိုင်းရင်းသားများဖြစ်တဲ့ရှမ်းအတင်း9တင်းကချင်6တင်းဗမာရခိုင်မွန်ချင်းကရင်နာဂပါဝင်တဲ့စုစုပေါင်းအတင်း16တင်းနဲ့ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ရခိုင်ကရင်နဲ့နာဂအတင်းတွေကတော့ဒီနေ့မှစတင်ပါဝင်လာတာဖြစ်ပြီးအခုလာမယ့်ဇူလိုင်12နဲ့13ရက်နေ့များမှာတော့အတင်းတင်းစီကအတင်းသားများကိုလူရေးပွဲအဖြစ်ပြုလုပ်ပြီးမှဒါလူစစ်ထုတ်ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။မွန်းညင်ဘက်ကလာတဲ့ကလေးတွေနဲ့ဒီဘက်ကကလေးတွေနဲ့ချစ်ချစ်ရေးပွဲကံပြီးလူရွေးယုံမဲ့အဲ့ဒီတဘော12ရက်နေ့ညနေလောက်ဖြစ်မယ်လို့ရှမ်း9တင်းထဲကရှမ်းနီတိုင်းလိုင်အတင်းတာဝန်ရှိသူတဦးကအခုလိုပြောဆိုလာပါတယ်။အဲ့ဒီရှမ်းနီတိုင်းလိုင်အတင်းထဲမှာမွန်းညင်မြို့မြစ်ကြီးနားမြို့ထဲကပါမတီဇီးကျွန်းရက်ကွက်နဲ့ခတ်ချိုကြီးရွာနောင်တာလောကြီးရွာရှိရှမ်းနီလူငယ်များပါဝင်ကစားသွားမှာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အဆိုပါတိုင်းရင်းသားပေါင်းစုံဘောလုံးကို2022ခုနှစ်မှာစတင်ကကချင်6တင်းရှမ်း9တင်းနဲ့ပမာ3တင်းဖြင့်စုစုပေါင်းအသင်း12တင်းနဲ့ပထမဆုံးအကြိမ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒီပွဲတော်ကိုနှစ်စဉ်လိုပြည်내ဝန်ကြီးချုပ်တက်ရောက်ပြီးဘောလုံးအားကစားနည်းဟာတိုင်းရင်းသားအားလုံးကိုပုံမရင်းနှီးချစ်ခင်မှုနဲ့ညီညွတ်မှုရရှိစေမှာဖြစ်တယ်လို့ပြောထားပါတယ်။
ပြည်တွင်းသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုတော့ကျမနန်းဆိုင်လောက်ကဆက်လက်တင်ဆက်တော့မှာဖြစ်ပါတယ်။ဖွဲ့စည်းပုံပြင်ဆင်ရေးအချက်43ချက်ကိုလွတ်တော်မှာဆွေးနွေးဖို့သမ္မတစာပို့တဲ့အကြောင်းကိုနားဆင်ကြမှာပါ။2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်အချက်43ချက်ကိုလွတ်တော်ထံသမ္မတကပြီးခဲ့တဲ့ဇူလိုင်လ3ရက်နေ့ကပေးပို့ခဲ့တယ်လို့ဇူလိုင်လ9ရက်နေ့မှာပြုလုပ်တဲ့ပြည်ထောင်စုလွတ်တော်မှာဆိုလာပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ကကြီးနဲ့တက်ဆိုင်တဲ့အချက်16ချက်ပုံမှန်436ခခွေ28ချက်တို့ပဲဖြစ်ပါတယ်။ရင်းတဝန်လွာပါဖြစ်ဆွက်ချက်များကိုဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်433 434 435အရဥပဒေပြုနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေးကဆိုပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ကကြီးပုံမှန်436ခခွေးတွေနဲ့ဒီပုံမှန်တွေအရာပြင်ဆင်ဖြစ်ဆွက်တဲ့ပုံမှန်တွေဇယား1နိုင်ငံခြားရေးကဏ္ဍအပိုက်စကွဲနဲ့ပို့ဆောင်ရေးဆက်သွယ်ရေးနဲ့ဆောက်လုပ်ရေးကဏ္ဍအပိုက်ညတို့ပဲဖြစ်ပါတယ်။ဒီ43ချက်ဟာ2022ခုနှစ်ကနေ2025ခုနှစ်အထိ3နှစ်ကျော်အတွင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးမှုအကြိမ်ပေါင်း40ကျော်ပြုလုပ်ပြီးနောက်ရရှိထားတာလို့ဆိုပါတယ်။ဒါအပြင်ဒီအချက်တွေဟာတနိုင်ငံလုံးအပြည့်ခတ်ရက်စဲရေးတဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်9ဖွဲ့ဝတပ်ဖွဲ့ UWSA ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA နဲ့မိုင်းလာတပ်ဖွဲ့ NDAA တို့နဲ့ညှိနှိုင်းတဘောတူညီမှုတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်အယက်တာအစိုးရလက်ထက်နှစ်ခုစလုံးမှာလည်းဆောင်ရွက်မှုတွေရှိခဲ့ပြီးဓမ္မတဦးရင်းစိန်လက်ထက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သုံးသပ်ရေးပူးပေါင်းကော်မတီကိုလွှတ်တော်ကဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ND အစိုးရလက်ထက်မှာလည်းလွှတ်တော်ကိုယ်စားလှယ်45ဦးပါပူးပေါင်းကော်မတီတရက်ကို2019ခုနှစ်မှာဦးဆောင်ဖွဲ့စည်းခဲ့ပေမဲ့အဓိကကျတဲ့ပုံမှန်တွေကိုပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။ဆက်လက်ပြီးမြန်မာနဲ့အာဆီယံတို့ရဲ့အထူးအစည်းအဝေးလာမယ့်တနင်္ဂနွေနေ့မှာပြုလုပ်မယ့်အကြောင်းကိုပြောပြပေးတော့မှာပါ။အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့အထူးအစည်းအဝေးတစ်ခုကိုလာမယ့်ဇူလိုင်လ23ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပသွားဖို့ရှိနေတယ်လို့အာဆီယံအထူးကိုယ်စားလှယ်ကဆိုလာပါတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းပြည်ပခါရှေ့အနေနဲ့အာဆီယံအဖွဲ့နဲ့ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စတွေကိုအဓိကဆွေးနွေးတွားမယ်လို့သိရပါတယ်။လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကဦးဆောင်ကျင်းပမဲ့အဲ့ဒီအစည်းအဝေးဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံရဲ့ထိပ်တန်းနိုင်ငံခြားရေးတာဝန်ရှိသူနဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပထမဆုံးအကြိမ်လူရှင်းတွေ့ဆုံဆွေးနွေးမဲ့အစည်းအဝေးလည်းဖြစ်ပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံမှာဆန္ဒပြမှုတွေကိုအင်အားတုံးနှိမ်နင်းရာကနေလက်နက်ကင်ပြိပခါတွေကျပြန့်လာခဲ့ပြီးလူပေါင်း3သိန်းခန့်တေဆုံးကတန်းနဲ့ရှိတဲ့ပြည်သူတွေနေရစွန့်ခွာခဲ့ရတယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေကပြောဆိုထားကြပါတယ်။ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကမြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်ရှိနေဆဲဖြစ်ကြောင်းအလေးပေးပြောကြားခဲ့ပြီးအခုအစည်းအဝေးကိုအလွတ်တဘော informal တွေ့ဆုံဆွေးနွေးပွဲအဖြစ်ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။အစည်းအဝေးအတွင်းမြန်မာနိုင်ငံသားရေးဝန်ကြီးကနိုင်ငံအတွင်းလက်ရှိအခြေအနေကိုအခြားအဖွဲ့ဝင်နိုင်ငံများအားရှင်းလင်းတင်ပြတော့မှာဖြစ်ပြီးအကြမ်းဖက်မှုရပ်တန့်ရေးတက်ဆိုင်သူအလုံးပါဝင်တဲ့အပြုသဘောဆောင်ဆွေးနွေးညှိနှိုင်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလက်တွေ့လှုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုလည်းအမြင့်ရှင်းဖလှယ်တွားမယ်လို့ဖိလစ်ပိုင်ဘက်ကပြောပါတယ်မြန်မာနိုင်ငံကိုအာဆီယံထိပ်တီးအစည်းအဝေးတွေကနေကန့်တက်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ဦးမင်းအောင်လှိုင်နဲ့အာဆီယံအကြားသဘောတူခဲ့တဲ့အချက်5ချက်ပါပုံသဘောတူညီချက်5-point consensus ကိုအကောင်အထည်မဖော်နိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့အာဆီယံနဲ့ဆက်ဆံရေးပြန်လည်ပုံမှန်ဖြစ်လာရေးဟာမြန်မာနိုင်ငံအတွင်းကနိုင်ငံရေးလှုပ်ရှားမှုအတစ်တွေနဲ့အတူစိန်ခေါ်မှုတွေဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်မှာအာဆီယံရဲ့5-point consensus ကိုပြန်လည်သုံးသပ်ဖို့နဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွဖက်ရှင်ဖြစ်တယ်လို့အာဆီယံရဲ့အရှိခံမှုတွေကိုလည်းရှိုးဖောက်ရာရောက်တယ်ဆိုတဲ့အဆိုတရက်ကိုတင်သွင်းထားပါတယ်။ပြည်ထောင်စုလွှတ်တော်ကကိုယ်စားလှယ်အများစုကအဲ့ဒီအဆိုကိုထောက်ခံခဲ့ကြပြီးလက်ရှိနိုင်ငံရဲ့အပြောင်းအလဲတွေနဲ့ရွေးကောက်တင်မြှောက်ခံအစိုးရတစ်ပေါ်ပေါက်လာမှုအပေါ်ရှေ့ခံကအာဆီယံအနေနဲ့မြန်မာနိုင်ငံပေါ်ထားရှိတဲ့ရည်တည်ချက်ကို
ပြန်လည်သုံးသပ်တင်တယ်လို့ဆွေးနွေးခဲ့ကြောင်းဖော်ပြထားပါတယ်ရှင်။ဒီနေ့ညမှာရှမ်းနီဒေတာနဲ့ပြည်တွင်းပြည်ပကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကိုနားဆင်ခဲ့ကြရတာပါ။မနေ့ဖြန်မှာလည်းအရေးကြီးတဲ့သတင်းထူးတွေကိုအချိန်နဲ့တပြေးညီတည်နိုင်ဖို့ကျွန်ုပ်တို့ရဲ့ရှမ်းနီအတန်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်။တင်ပေးပို့လိုတာပဲဖြစ်ဖြစ်အကြံပြုလိုတာပဲဖြစ်ဖြစ်ကျွန်ုပ်တို့ရဲ့ social media စာမျက်နှာတွေမှာပြောကြားနိုင်ပါတယ်။ရှမ်းနီအတန်ရဲ့တင်းဆောင်းပါးတွေကို www.shanipoint.com နဲ့ www.facebook.com/thevoiceofshani စာမျက်နှာတွေမှာတွားရောက်နားဆင်လို့ရနေပါပြီ။ဒါအပြင်ရှမ်းနီတိုင်းသားတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေလူနေမှုဘဝလူမှုရေးစီးပွားရေးကိစ္စရပ်တွေကိုဆောင်းပါးများ short video များအနေဖြင့်ရှမ်းနီအတန်ရဲ့ YouTube channel, Telegram channel တို့မှာလည်းကြည့်ရှုနိုင်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့အတွက်ရှမ်းနီအတန်ဝိုင်းတော်သားတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲပေးကင်းပြီးကျန်းမာတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေ။ငြိမ်စုံတေရောက်ခါဆောက်